မင်္ဂလာပါရှင်ဒီကနေ့ကထိုင်းစကားစကားဆက်တွေကိုပြောပြပါမယ်ယာကတားမြင့်တဲ့စကားလုံးမနဲ့ဆိုတဲ့သဘောတရားဥပမာနံပါတ်1ကိုကြည့်မယ်ယာမာယုံกับฉันငါကိုလာမရှုံနဲ့ငါနဲ့လာမပတ်သက်နဲ့ဆိုတဲ့သဘောဖြစ်ပါတယ်နံပါတ်2ယာဆိုတာကလိုချင်တယ်ချင်တယ်ဆိုတဲ့သဘောမျိုးယာได้งานดีๆအလုပ်ကောင်းလေးလိုချင်တယ်လို့ပြောချင်းဖြစ်ပါတယ်နံပါတ်3မိုက်ကြတော့မဘူးဆိုတဲ့အဓိပ္ပာယ်ဥပမာမိုက်กินမစားဘူးမိုက်ไปမသွားဘူးမိုက်ทำให้เธอผิดหวังဆိုတာမျောလင်းချက်မဲ့တာကိုပြောတာအဲ့တော့မင်းကိုစိတ်ပြတ်အောင်မလုပ်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရှင်မိုက်ทำให้เธอผิดหวังနံပါတ်4ไหวဆိုတာကနိုင်တာကိုပြောတာပေါ့ဥပမာလုံနိုင်လားทำไหวไหมလုံနိုင်တယ်ทำไหวဒီနေရာမှာကทำงานไหวไหมသင်အလုပ်လုပ်နိုင်ပါသလားလို့မေးချင်းဖြစ်ပါတယ်ရှင်နံပါတ်5จะဆိုတာလိမ့်မယ်จะกลับมาเองကိုပြန်လာလိမ့်မယ်ฉันจะกลับมาเองငါကိုပြန်လာလိမ့်မယ်เขาจะกลับมาเองသူကိုပြန်လာလိမ့်မယ်ဒီလိုပြောတာပေါ့နော်จะနံပါတ်6อะไรบาเลงานอะไรครับบาအလုပ်လဲခမညာဘယ်လိုအလုပ်လဲခမညာပြောလို့ရပါတယ်ရှင်နံပါတ်9ได้ရတယ်တော့မဟုတ်နိုင်တယ်အဲ့တော့คุณสร้างบ้านได้ไหมမင်းအိမ်ဆောက်နိုင်သလားဆိုလိုချင်တာကအိမ်ဆောက်လုပ်တာကိုပြောတာပေါ့နော်အိမ်တီဆောက်နိုင်သလားလို့ပြောတာပါရှင်အဲ့တော့ဒီဆောက်လုပ်ရေးတွေမှာလုပ်တဲ့ဒီအိမ်ဆောက်နိုင်လားလို့မေးချင်းဖြစ်ပါတယ်နံပါတ်8กับဆိုတာကနဲ့တော့မဟုတ်နဲ့พ่อกับแม่ไปกินข้าวที่ร้านอาหารအဖေနဲ့အမေကစားတော့ဆိုင်မှာသမင်းသွားစားတယ်พ่อกับแม่ไปกินข้าวที่ร้านอาหารနံပါတ်9และကလည်းအဓိပ္ပာယ်ကနဲ့တော့မဟုတ်နဲ့အတူတူပါပဲရှင်เขาและเราไม่เกี่ยวข้องกันသူနဲ့တို့ကမသက်ဆိုင်တော့ပါမသက်ဆိုင်ပါเราဆိုတာကတို့ကိုပြောချင်းဖြစ်ပါတယ်ရှင်เขาและเราไม่เกี่ยวข้องกันเกี่ยวလို့စမရေးထားပေးတယ်เกี่ยวလို့ဖတ်ပါရှင်เขาและเราระအတန်နဲ့ဖတ်ပေးပါเขาและเราไม่เกี่ยวข้องกันသူနဲ့တို့ကမသက်ဆိုင်ပါဆရာမကရအတန်ကိုရေးရခက်တဲ့အတွက်ကြောင့်မို့ဆရာမကလောင်လို့ပဲရေးထားပေမဲ့ရောင်လို့ဖတ်ပေးပါရှင်30แล้วဆိုတာကပြီးပြီလို့ပြောတာပါส่งลูกไปโรงเรียนแล้วကလေးကိုကျောင်းပို့ပြီးပြီส่งဆိုတာပို့ဒီลูกไปโรงเรียนကကျောင်းแล้วကလေးကိုကျောင်းပို့ပြီးပြီနံပါတ်7ကยังရဲ့သဘောတရားကတေးဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ยังไม่ไปทำงานอีกเหรอအလုပ်မသွားသေးဘူးလားလို့မေးချင်းဖြစ်ပါတယ်ရှင်ยังไม่ไปทำงานอีกเหรอနံပါတ်7เพราะရဲ့အဓိပ္ပာယ်ကတော့ကြောင့်เพราะเด็กยังแต่งตัวกันไม่เสร็จကလေးတွေကအဝတ်အစားလဲတာမပြီးသေးတော့ကြောင့်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရှင်เพราะเด็กยังแต่งตัวกันไม่เสร็จแต่งตัวဆိုအဝတ်စားလဲတာကိုပြောတာပါไม่เสร็จဆိုမပြီးသေးတာပါရှင်ပတ်စတုံးทำไมဆိုတာဘာကြောင့်ဘာလို့ဘာဖြစ်လို့အကုန်ပြောလို့ရပါတယ်ရှင်ทำไมชักช้าอยู่ได้ဘာလို့နောက်နေနေတာလဲအဲ့လိုမျိုးပေါ့နော်အချိန်ဆွဲပြီးလုပ်နေတာကိုပြောချင်းဖြစ်ပါတယ်ทำไมชักช้าอยู่ได้14แต่ดาเบเมทำไงได้ทำยังไงได้ဘာလုပ်နိုင်မှာလဲเนาะแต่ดาเบเมทำยังไงได้ငါဘာလုပ်နိုင်မှာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရှင်နံပါတ်15ไปก่อนก็ไม่ได้ก่อนရဲ့အဓိပ္ပာယ်ကအရင်တော့မဟုတ်မတိုင်မီไปก่อนก็ไม่ได้အရင်သွားလို့လည်းမရဘူးต้องရဲ့အဓိပ္ပာယ်ကလိုအပ်တယ်လို့အဓိပ္ပာယ်ဖြစ်ပါတယ်ရှင်ต้องรออยู่ดีစောက်ရမှာပဲလေไปก่อนก็ไม่ได้ต้องรออยู่ดี
အရင်သွားနေလို့လည်းမရဘူးစောက်ရမှာပဲစောက်ဖို့လိုအပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ရှင်။